ဒီမနေ့အစ္စရေးကအီရန်ကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုက Operation Rising Lion လို့အမည်ပေးထားတဲ့ဒီစစ်စင်ရေးကအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်စွမ်းရည်တွေကိုချိန်မုံဖို့ရှိရတယ်လို့ပြောပါတယ်။အီရန်ဘက်မှာတော့ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေသိဆုံးခဲ့ရပြီးနျူကလ িয়ার စက်ရုံတွေပါထိခိုက်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ဒီအခြေအနေကြောင့်အမေရိကန်ကဒေသတွင်းကသူ့နိုင်ငံသားတွေကိုပြောင်းရွှေ့နေပြီးတော့အီရန်ကလည်းပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ချိန်ချောက်ထားပါတယ်။ဒီပြည်ပခါကဒေသတွင်းတင်းမာမှုတွေကိုပုံမြင့်တက်စေပြီးစစ်ပွဲကြီးဖြစ်လာနိုင်ခြေကိုစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ဒီအခြေအနေကြောင့် American ပြည်တော်စု American ကအရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးက American နိုင်ငံသားတွေနဲ့စစ်တပ်မိသားစုဝင်တွေကိုရွှေ့ပြောင်းမှုတွေစတင်နေပါပြီ။အကယ်၍သာ Israel ကဒီတိုက်ခိုက်မှုကိုဆက်လက်လှုပ်ဆောင်မယ်ဆိုရင်အရှေ့အလယ်ပိုင်းနဲ့ကမ္ဘာအနှံ့အပြားမှာကြီးမားတဲ့သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ American နိုင်ငံသားရေးဌာနမှအမည်မဖော်လိုသူသတင်းရင်းမြစ်များစွာက CBS, NBC, The Washington Post အဓိကအပါအဝင်သတင်းဌာနတွေကို Israel ကအီရန်ကိုကြီးမားတဲ့စစ်စင်ရေးတစ်ခုစတင်ဖို့အသင့်ဖြစ်နေပြီဆိုတဲ့သက်သေအချက်အလက်တွေမျှဝေခဲ့ပါတယ်။လက်ရှိမှာတော့ဒီတိုက်ခိုက်မှုဘာတွေပါဝင်မယ်ဒါမှမဟုတ်အစ္စရေးရဲ့ရရှိရည်ရွယ်ချက်တွေဘာတွေလဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်တွေမသိရသေးပါဘူး။ဒါပေမဲ့လည်း American ကသူတို့ရဲ့နိုင်ငံသားတွေကိုအရှေ့လေပိုင်းကနေအလင်းမြန်ပြောင်းရွှေ့ဖို့နဲ့ဒေသတွင်ခီးသွားလာရေးသတိပေးချက်တွေထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်အစ္စရေးကတခုခုတော်တော်လေးပြင်းထန်တဲ့အစီအစဉ်ကိုချမှတ်ထားတယ်လို့ကောက်ချက်ချနိုင်ပါတယ်။အစ္စရေးနဲ့အီရန်ကြားတင်းမာမှုတွေမြင့်တက်လာတဲ့အခါအီရန်ရဲ့ပထဝီဝင်အနေအထားကြောင့်အီရတ်ကအဓိကသက်ရောက်မှုရှိမဲ့နိုင်ငံတစ်ခုဖြစ်လာပါတယ်။ဒါကြောင့်သတိပေးချက်အနေနဲ့အီရတ်အတွင်းခီးသွားလာရေးအဆင့်လေးအဖြစ်ကြေညာထားပြီးတော့ဒါကခီးသွားလာဖို့လုံးဝကိုမသင့်တော်တဲ့အခြေအနေမျိုးပါဒီလိုအန်တီရရီရှိနေပေမဲ့အီရတ်မြေပြင်မှာတန်တမန်ရေးရာတွေနဲ့တခြားတာဝန်တွေကိုထမ်းဆောင်နေတဲ့အမေရိကန်နိုင်ငံသားတချို့ရှိနေပါသေးတယ်ဒါပေမဲ့သူတို့တွေကအများစုကိုလက်ရှိမှာဒေသကနေရွှေ့ပြောင်းနေပါတယ်သတင်းတွေအရနိုင်ငံရေးကြားရေးဌာနကမကြသေးခင်ကအီရန်ရဲ့တိုက်ခိုက်နိုင်တဲ့အကွာအဝေးတွင်းမှာရှိတဲ့အမေရိကန်တရုံတွေအားလုံးကိုအရေးပေါ်ခေါ်ယူပြီးတော့အန်ရီရှော့ချရေးနည်းလမ်းတွေကိုဆွေးနွေးဖို့နိုင်ငံသားရေးဌာနဟာအမိန့်ပေးခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်ရဲ့ရလဒ်အနေနဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကအီရတ်ကနေမရှိမဖြစ်ထားရမယ့်ဝန်ထမ်းတွေကလွဲလို့ကြံဝန်ထမ်းတွေအားလုံးကိုထွက်ခွာခွင့်ပြုဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ကာကွယ်ရေးဝန်ကြီး PD Hegseth က American ဗဟိုစစ်ဌာနချုပ်SANTCON လက်အောက်ခံဒေသတွေကစစ်မှုထမ်းမိသားစုဝင်တွေကိုအလိုအလျောက်ထွက်ခွာခွင့်ပြုလိုက်ပါတယ်။ SANTCON ကအရှေ့အလယ်ပိုင်းဗဟိုအာရှနဲ့တောင်အာရှဒေသတွေကိုကြီးကြပ်တဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။အရာရှိတွေရဲ့ပြောကြားချက်အရSANTCON ကနိုင်ငံသားရေးဌာနမဟာမိတ်တွေနဲ့မိဖက်နိုင်ငံတွေနဲ့ပူးပေါင်းပြီးဘယ်နေရာမဆိုဘယ်အချိန်မဆိုစစ်စင်ရေးအတွက်အမြဲအသင့်ရှိနေရလို့သိရပါတယ်။ဒီလိုထုတ်ပြန်ချက်တွေနဲ့လှုံ့ဆော်မှုတွေဟာအမေရိကန်အရာရှိတွေအစ္စရေးရဲ့အစီအစဉ်တွေအပေါ်ဘယ်လောက်စိုးရိမ်ပူပန်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်းဒေသရင်းကျန်ရှိနေတဲ့အမေရိကန်နိုင်ငံသားတွေအတွက်အလွန်စိုးရိမ်ကြောင်းပြောလာပါတယ်။အမေရိကန်အရာရှိတွေသာမကပဲပြည်ထောင်တော်ဝင်ရတဲ့ဦးဆောင်တဲ့ UKMTO ကလည်းအရှိလေပိုင်းရေပြင်မှာခီးသွားလာမှုနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။သတိပေးချက်မှာဒေသရင်းတင်းမာမှုတွေမြင့်တက်လာတာကြောင့်ရေချောင်းသွားလာသူတွေအပေါ်တိုက်ရိုက်သက်ရောက်မှုရှိနိုင်တဲ့စစ်ရေးလှုပ်ရှားမှုတွေတိုးလာနိုင်ကြောင်းဖော်ပြထားပါတယ်။သင်္ဘောတွေကိုအာရေဗျပင်လယ်ကွေ့၊အိုမန်ပင်လယ်ကွေ့နဲ့Hormuz ရေလက်ကြားတို့ကိုသတိနဲ့ဖြတ်တန်းသွားလာဖို့တန်တရားဖြစ်ပွဲလှုပ်ရှားမှုတွေကို UKMTO ကိုအစီရင်ခံဖို့အကြံပြုထားပါတယ်။လက်ရှိအခြေအနေကိုရှင်းရှင်းလင်းလင်းပြောရရင်တော့အာဏာပိုင်တွေကအသေးစိတ်အချက်အလက်တွေအများကြီးမပေးသေးပေမဲ့ကမ္ဘာတဝန်းကအာဏာပိုင်တွေကသတိကြီးထားရှိနေကြပါတယ်။အစ္စရေးကအီရန်ထက်သေးငယ်တဲ့နိုင်ငံဖြစ်ပေမဲ့အမေရိကန်နဲ့တခြားအဓိကမဟာမိတ်တွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးကြောင့်အီရန်ကိုကြီးမားတဲ့ထိခိုက်မှုတွေပေးနိုင်တဲ့လုံလောက်တဲ့စစ်အင်အားရှိနေတယ်ဆိုတာမေ့ထားလို့မရပါဘူး။နိုင်ငံတစ်ခုကြားတိုက်ရိုက်စစ်ရေးညှိနှိုင်းချက်မှာအီရန်ကအဓိကကဏ္ဍတချို့မှာအသာစီးရနေပါတယ်။ကမ္ဘာလုံးဆိုင်ရာကာကွယ်ရေးကိန်းဂဏန်းတွေနိုင်ရှင်မှုတွေနဲ့နောက်ဆုံးပေါ်အချက်လက်တွေအတွက်ဦးဆောင်ရင်းမြစ်ဖြစ်တဲ့ Global Firepower GFE Index က Israel ကိုကမ္ဘာပေါ်မှာအင်အားအကြီးဆုံးစစ်တပ်အဆင့်15မှာသတ်မှတ်ထားပြီးအီရန်ကတနေရာနောက်မှာအဆင့်16မှာရှိပါတယ်။ GFP စည်ရင်းအင်းတွေအရအီရန်မှာ
လူဦးရေ88 သန်းကျော်ရှိတာကြောင့်အစ္စရေးရဲ့9.4 သန်းနဲ့နှိုင်းယှဉ်ရင်စစ်သည်အင်အားအများကြီးပိုများပါတယ်။အီရန်ကအရေးပေါ်အခြေအနေတွေမှာလူသန်း90နီးပါးကိုတိုက်ခိုက်ဖို့ခေါ်ယူနိုင်ပြီးတော့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်မှုထမ်း6သိန်း1000ခန့်ရှိပြီးတော့အရန်တပ်သား3သိန်း5000ကျော်ရှိပါတယ်။အစ္စရေးမှာတော့တာဝန်ထမ်းဆောင်နေတဲ့စစ်သည်3သိန်း9000ခန့်ရှိပြီးတော့အရန်တပ်သား4သိန်း6500ရှိပါတယ်။မြေပြင်အင်အားအရအီရန်ကလည်းရှင်းရှင်းလင်းလင်းအသာစီးရနေပါတယ်။အီရန်မှာတင်ကား1900ကျော်ရှိပြီးတော့အစ္စရေးမှာ1300ခန့်သာရှိပါတယ်။တန်ကြပ်ကရင်6500ကျော်ရှိပြီးတော့အစ္စရေးမှာစုစုပေါင်း3600ခန့်သာရှိပါတယ်။အီရန်မှာကိုပိုင်ဒုံးကျည်ပစ်လွတ်စနစ်နဲ့ဆွေးမိုင်းပစ်စနစ်တွေပိုများသလိုရွှေပြောင်းနိုင်တဲ့ဒုံးပြန်ပစ်လွတ်စက်တွေလည်းပိုများပါတယ်။ပင်လယ်ပြင်မှာလည်းအီရန်ဟာအစ္စရေးထက်တိတိတသားပိုကြီးရဲ့အင်အားရှိပြီးတော့သင်္ဘော109စင်းပါဝင်တဲ့ရေတပ်ကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒီထဲမှာရင်ငုတ်သင်္ဘော25စင်းနဲ့ frigate စစ်သင်္ဘော9စင်းပါဝင်ပါတယ်။အစ္စရေးမှာတော့သင်္ဘော62စင်းသာရှိပြီးတော့ရင်ငုတ်သင်္ဘော9စင်းသာရှိက frigate စစ်သင်္ဘော1စင်းမှမရှိပါဘူး။အစ္စရေးမှာခင်မီဒုံးကြီးတွေနဲ့ဘုံတွေတပ်ဆင်ထားတဲ့နောက်ဆုံးပေါ်လေးရင်းတွေရှိပြီးတော့သူတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်းထိရောက်မှုရှိပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့အစ္စရေးမှာအမေရိကန်ပြည်ထောင်စုအမေရိကန်အပြင်ဥရောပနဲ့အရှေ့အလယ်ပိုင်းကမိတ်ဖက်နိုင်ငံတွေလိုအင်အားကြီးမဟာမိတ်တွေလည်းရှိနေတာပါပဲ။ဥပမာအားဖြင့်အီရန်ရဲ့အစ္စရေးတို့ရဲ့လေတပ်အင်အားကတိတိတသားကွာခြားပါတယ်။အစ္စရေးမှာကမ္ဘာအဆင့်မီအဆင့်မြင့်လေတပ်တွေကတစ်ခုရှိပြီးတော့ကမ္ဘာပေါ်မှာအမြန်ဆုံးကိုဖြောင်းနိုင်ဆုံးနဲ့အသေးပြောက်အများဆုံးတိုက်လေယာဉ်တွေရှိပါတယ်။ဥပမာအားဖြင့် American လို့ F-15, F-16 နဲ့ F-35 တိုက်လေယာဉ်ရာပေါင်းများစွာရှိပါတယ်။စံကျင်ဘက်အားဖြင့်အီရန်လေတပ်မှာအင်အား38000ရှိရဆိုပေမဲ့စစ်စင်ရေးသုံးတိုက်ခိုက်ရေးလေယာဉ်အနေငယ်သာရှိပြီးတော့1989ခုနှစ်အီရန်တော်လှန်ရေးမတိုင်မီခေတ်ကရုရှားထုတ်လေယာဉ်ဟောင်းတွေနဲ့ American လို့ model ဟောင်းတွေကိုအဓိကအားကိုးနေရပါတယ်။အီရန်က1950ပြည့်လွန်နှစ်တွေကတည်းကထုတ်လုပ်ခဲ့တဲ့ F4 နဲ့ F5 တိုက်လေယာဉ်တွေအပြင် F7 နဲ့ F14 အနေငယ်ရုရှားထုတ် Sukhoi 24နဲ့ MiG-29 တချို့တစ်ဝက်ကိုအသုံးပြုနိုင်ပါတယ်။ဘေဂျင်းရှင်ကြည့်မယ်ဆိုရင်ဒီအင်အားနှစ်ခုကနှိုင်းယှဉ်လို့မရပါဘူး။အစ္စရေးရဲ့ဂျက်လေယာဉ်တွေကပုံမခင်မိပြီးစွမ်းဆောင်ရည်ပိုမြင့်မားပါတယ်။အီရန်-အစ္စရေးပြည်ပခါရဲ့အစောပိုင်းအဆင့်တွေမှာဒါအဓိကအားသာချက်ပါပဲ။အီရန်ကဆယ်စုနှစ်များစွာတက်တန်းရှိပြီဖြစ်တဲ့လေယာဉ်တွေကိုအသုံးပြုနေရဆဲပါပဲ။အီရန်နဲ့အစ္စရေးတို့ကနယ်မြေချင်းထိစပ်နေတဲ့နိုင်ငံတွေမဟုတ်ပဲမိုင်600ကျော်ကွာဝေးပြီးအီရန်နဲ့ဂျော်ဒန်နိုင်ငံလုံးကသူတို့ကြားမှာရှိနေတာကြောင့်နိုင်ငံကြားဖြစ်နိုင်ခြေရှိတဲ့ပြည်ပခါတွေမှာလေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေပါဝင်လာနိုင်တယ်ဆိုတာကလည်းသတိပြုသင့်ပါတယ်။ဒီနယ်ပယ်မှာလည်းအစ္စရေးရဲ့အားသာချက်တွေကရှင်းရှင်းလင်းလင်းမြင်သာပါတယ်။အစ္စရေးမှာအရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာဤပညာအရအဆင့်မြင့်ဆုံးဒုံးကျည်စနစ်တွေတည်းတစ်ခုရှိပြီးတော့ကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေတည်းတစ်ခုဖြစ်တဲ့နာမည်ကျော် Iron Dome လည်းရှိပါတယ်။ Iron Dome ကအစ္စရေးမျိုးတွေဒါမှမဟုတ်တခြားပြစ်မှတ်တွေအပေါ်တိုက်ခိုက်မှုတွေမအောင်မြင်အောင်ကာကွယ်ဖို့အတွက်ရန်သူဒုံးကျည်တွေကိုအစ္စရေးကောင်းကင်ယံကနေဖျက်ဆီးပစ်တာမျိုးကိုအချိန်ပေါင်းများစွာသက်သေပြခဲ့ပြီးပါပြီ။တစ်ဖက်မှာတော့အီရန်မှာဒုံးကျည်အမျိုးအစားစုံလင်စွာထောင်ပေါင်းများစွာရှိပြီးတော့ ballistic နဲ့ cruise ဒုံးကျည်တွေလည်းပါဝင်ပါတယ်။ဒီဒုံးကျည်တွေနဲ့တိုက်ခိုက်မှုတွေပေးနိုင်ပေမဲ့စစ်ပွဲတစ်ခုလုံးကိုအနိုင်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အီရန်မှာစစ်တပ်လူဦးရေပိုများပါတယ်။ဒါပေမဲ့စစ်ပွဲဖြစ်လာရင်ကနဦးတိုက်ပွဲတွေအများစုကလေကြောင်းနဲ့ဒုံးကျည်စွမ်းအားနဲ့ဖြစ်လာမှာပါ။အဲဒါကြောင့်အဲ့ဒီနေရာမှာအစ္စရေးကကြီးမားတဲ့အားသာချက်တွေရှိနေပါတယ်။အတူတူပြောရရင်အီရန်စစ်တပ်နဲ့အစ္စရေးတပ်ဖွဲ့တွေကြားနှိုင်းယှဉ်ရင်အရေးအသွေးကအရေးအတွက်ထက်ပိုအရေးကြီးပါတယ်။အီရန်မှာတင့်ကားရင်စတာတွေပိုများပေမဲ့အများစုကခင်မမီတော့ပဲအစ္စရေးရဲ့ပုံမစမ်းသစ်တဲ့အဆင့်မြင့်တဲ့စနစ်တွေနဲ့မရှင်နိုင်ပါဘူး။အစ္စရေးက၎င်းရဲ့တာလွန်တဲ့နည်းပညာတွေနဲ့အထူးသဖြင့်လေကြောင်းတိုက်ပွဲနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေမှာအဓိကအားသာချက်တွေကိုပိုင်ဆိုင်ထားနိုင်ပါတယ်။ဒါအပြင်အရေးအကြီးဆုံးကတော့အစ္စရေးမှာကမ္ဘာအကြီးဆုံးနဲ့အကောင်းဆုံးစစ်အင်အားဖြစ်တဲ့ American ပြည်ထောင်စုရဲ့အကူအညီကိုလိုအပ်တဲ့အခါတိုင်းရယူနိုင်တာပါပဲ။ American ကသမိုင်းကြောင်းအရအစ္စရေးအာဏာပိုင်တွေနဲ့ထောက်လှမ်းရေးအချက်အလက်တွေကိုမျှဝေခဲ့ပြီးတော့လက်နက်နဲ့လက်နက်ပစ္စည်းအများအများပေးရိုက်ခဲ့ကဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့အစ္စရေးကိုကူညီပံ့ပိုးဖို့ကတိပြုထားပါတယ်။ဒါကြောင့် American ကအီရန်နဲ့ဘာရိန်း၊ကူဝိတ်လိုအရှေ့အလယ်ပိုင်းကအိန္ဒိယနိုင်ငံတွေကနေလူတွေကိုပြန်ထုတ်နေရတဲ့အကြောင်းရင်းဖြစ်ပါတယ်။
အစ္စရေးသာဒီတိုက်ခိုက်မှုကိုဆက်လုပ်မယ်ဆိုရင်အီရန်ကအစ္စရေးကိုသာမကအမေရိကန်ကိုပါပြန်လည်တိုက်ခိုက်ဖို့အလားအလာရှိတာကိုထရန့်တယောက်စိုးရိမ်နေတာမှန်ပါတယ်။အီရန်အရာရှိတွေကအစ္စရေးတိုက်ခိုက်မှုဖြစ်လာပြီဆိုတာနဲ့အနီးနားကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်နိုင်တဲ့ပြစ်မှတ်တွေအဖြစ်သတ်မှတ်ထားကြောင်းအတည်ပြုချက်တွေရှိနေပါပြီ။ဇွန်လ17ရက်နေ့မှာနိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်အာဇစ်နာဇစ်ဇာဒေကသတင်းတောက်တွေကိုသူတို့အခြေစိုက်စခန်းတွေအားလုံးကိုကျွန်တော်တို့လက်လန်းမီတဲ့အကွာဝေးမှာရှိနေပါတယ်။ကျွန်တော်တို့အဲ့ဒီနေရာတွေကိုရောက်နိုင်ပါတယ်။ပြီးတော့အိန္ဒိယနိုင်ငံတွေမှာရှိတဲ့သူတို့ရဲ့အခြေစိုက်စခန်းတွေအားလုံးကိုမဆိုင်မတော်တိုက်ခိုက်ပါမယ်ဆိုပြီးတော့ကြေညာထားပါတယ်။သမ္မတထရန့်ကဒေသရင်းငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့အတွက်တွန်းအားပေးနေပြီးအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟုကိုစစ်ရေးလှုပ်ဆောင်မှုတွေကိုခဏဆိုင်းငံ့ထားဖို့တိုက်တွန်းနေပါတယ်။ထရန့်အစိုးရကလည်းအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုရှော့ချဖို့ဒါမှမဟုတ်ရပ်ဆိုင်းဖို့ရည်ရွယ်ချက်နဲ့အီရန်ခေါင်းဆောင်တွေနဲ့ဆွေးနွေးပွဲတွေထပ်ခါတလဲလဲပြုလုပ်ခဲ့ပါတယ်။ဒါကအီရန်ဟာလျှို့ဝှက်စွာနျူကလ িয়ার လက်နက်တွေတီထွင်နေနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကြောင့်ပါပဲ။အီရန်ရဲ့နျူကလ িয়ার စွမ်းအင်ပိုင်ဆိုင်လာနိုင်ခြေကိုအစ္စရေးနဲ့အမေရိကန်အပါအဝင်ကမ္ဘာတစ်ဝန်းမှာရှိတဲ့တခြားနိုင်ငံများစွာကစိုးရိမ်နေကြတာနားလည်နိုင်ပါတယ်။ကိုယ်ပိုင်နျူကလ িয়ার လက်နက်ပိုင်ဆိုင်လာခဲ့မယ်ဆိုရင်အီရန်ကကမ္ဘာစင်မြင့်မှာကြီးမားတဲ့အင်အားနဲ့ဩဇာလွှမ်းမိုးမှုကိုရရှိမှာဖြစ်ပြီးတော့အမေရိကန်ပြည်ထောင်ပြင်သစ်ရုရှားနဲ့အိန္ဒိယတို့လိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံအနည်းငယ်တွေကိုဝင်ရောက်လာမှာပါ။အဲဒီလက်နက်တွေကိုဘယ်အချိန်ဘယ်နေရာမှာဘလို့ပုံစံမျိုးနဲ့အသုံးပြုမယ်ဆိုတာပြောလို့မရနိုင်ပေမဲ့ပါရှန်ပင်လယ်ကွေးနဲ့ပုံမကျပြည့်တဲ့အရှိအလဲပိုင်းဒေသမှာသူတို့ရဲ့ကြီးစိုးမှုကိုအခိုင်အမာပြသဖို့အတွက်အသုံးပြုနိုင်တယ်လို့ကနဦးသုံးသပ်ထားကြပါတယ်။ဒါကြောင့်မို့အစ္စရေးကနှစ်ပေါင်းများစွာကြာအောင်အီရန်ရဲ့နျူကလ িয়ার ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေဖို့နဲ့နှောင့်ယှက်ဖို့မနာမနေကြိုးပမ်းခဲ့ပြီးအမေရိကန်ကလည်းအဲ့ဒီထဲမှာအကြီးအကျယ်ပါဝင်ခဲ့ပါတယ်။ယာရုတက်လာကလေးကသမ္မတထရန့်ကလည်းနျူကလ িয়ার လက်နက်တွေတီထွင်ခြင်းကနေအီရန်ကိုရပ်တန့်ဖို့ကိုဘယ်လိုနည်းနဲ့မဆိုဦးစားပေးလှုံ့ဆော်ခဲ့ပုံရပါတယ်။ဒီနေ့အစောပိုင်းကသူဟာအီရန်ကိုဆွေးနွေးပွဲစပွဲဝိုင်းမှာထိုင်ပြီးနျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရရှိဖို့ကို deadline သတ်မှတ်ပေးခဲ့ပြီးတော့လိုင်းနာမှုမရှိရင်နိုင်ငံကိုပုံကျဲပြီးတော့နျူကလ িয়ার စက်ရုံတွေကိုအတင်းအကျပ်ဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်ခဲ့ပြီးမယ်ရလကမသိကြသေးပါဘူး။တခါတလေတိုးတက်မှုတွေရှိရလို့ထင်ရပါတယ်။ဥပမာအားဖြင့်ဧပြီလတုန်းကထရန့်ကသတင်းထောက်တွေကိုအီရန်နဲ့သဘောတူညီမှုရဖို့ကောင်းကောင်းစူးစမ်းနေရလို့ပြောခဲ့ပါတယ်။ဒါအပြင်အရီကိစာကလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်ပြီးတော့အလွန်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုရနိုင်ပြီးတော့အသက်ပေါင်းများစွာကိုကယ်တင်နိုင်လိမ့်မယ်လို့သူကဆိုပါတယ်။မေလမှာလည်းထရန့်ကအီရန်ကိုငြိမ်းချမ်းရေးမှတ်သားဖြစ်တဲ့တန်လွင်ခက်ကမ်းလှမ်းခဲ့ကြောင်းပြောခဲ့ပါတယ်။သူကအီရန်အတွက်ကောပိုကျယ်ပြန့်တဲ့အရှိအလဲပိုင်းဒေသအတွက်ပါငြိမ်းချမ်းတဲ့အနာဂတ်ကိုအကောင်းမြင်ခဲ့ပါတယ်။ထရန့်ကသူဟာအထိတ်ကပြိပခါတွေကိုအဆုံးသတ်ပြီးပိုကောင်းတဲ့ကမ္ဘာတစ်ခုအတွက်မိဖက်အသစ်တွေထူထောင်ဖို့ဆန္ဒရှိရလို့ပြောခဲ့ပါတယ်။အီရန်နဲ့ပတ်သက်ရင်သူတို့ရဲ့ကွဲပြားမှုတွေကအရန်နဲ့ဆိုင်ပေမဲ့အီရန်နဲ့သဘောတူညီမှုလုပ်ချင်တယ်လို့လည်းဆိုပါတယ်။သဘောတူညီမှုရနိုင်ရင်သူအရန်ပြောမှာဖြစ်ပြီးတော့ဒေသနဲ့ကမ္ဘာကြီးကိုပိုလုံခြုံတဲ့နေရာတစ်ခုဖြစ်အောင်လှုံ့ဆော်ပေးမယ်လို့လည်းကတိပြုခဲ့ပါတယ်။ဒါပေမဲ့အီရန်ခေါင်းဆောင်တွေကဒီငြိမ်းချမ်းရေးကိုပယ်ချပြီးတော့သူတို့ရဲ့အိန္ဒိယတွေကိုစက်တိုက်ခိုက်နေမယ်ဆိုရင်တော့ကြီးမားတဲ့ဖိအားပေးမှုတွေလှုံ့ဆော်ရုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ဘူးလို့ထရန့်ကပြောကြားခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲမကြသေးခင်ကထရန့်ရဲ့လေတံကအရင်ကလိုအကောင်းမမြင်တော့ပါဘူး။အီရန်နဲ့ဆွေးနွေးပွဲတွေကနေမှန်ကန်တဲ့ရလဒ်ထွက်လာဖို့သူမမြင်ဘူးလို့ဖော်ပြခဲ့ပါတယ်။ဇွန်လ17ရက်ဗုဒ္ဓဟူးနေ့က Port Force One Pocket Interview တစ်ခုမှာဆိုရင်လေအီရန်ကိုနျူကလ িয়ার အစီအစဉ်အရရပ်တန့်အောင်သဘောတူညီမှုရစေနိုင်မလားလို့မေးတဲ့အခါထရန့်ကသူ့ရဲ့ယုံကြည်မှုနည်းလာပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။အီရန်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့နှောင့်နှေးနေပုံရပြီးတော့ဒါရှက်စရာလို့ထင်ကြောင်းလွန်ခဲ့တဲ့လအနေငယ်ရာထက်အခုတော့ယုံကြည်မှုနည်းနေပြီဖြစ်ကြောင်းလည်းသူကဆိုပါတယ်စစ်ပွဲမရှိပဲလူတွေသာမသိပဲလှုပ်ဆောင်နိုင်ရင်ပိုကောင်းပါတယ်ဒါပေမဲ့အီရန်ဟာသဘောတူညီမှုလုပ်ဖို့ဆရာထက်သန်မှုမရှိဘူးလို့လည်းသူကဖော်ပြခဲ့ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုအစီအစဉ်တွေရှိနေပေမဲ့အမေရိကန်နဲ့အီရန်တို့ကြားဆွေးနွေးပွဲတွေကဆက်လက်ကျင်းပဖို့စီစဉ်ထားပါသေးတယ်ဒီတနင်္ဂနွေနေ့မှာအိုမန်မှာဆွေးနွေးပွဲရဲ့အထမအချီကိုလုပ်ဖို့စီစဉ်ထားပြီးတော့အမေရိကန်ညှိနှိုင်းရေးမှူး Steve Westcott နဲ့အီရန်နိုင်ငံသားရေးဝန်ကြီး Abbas Araghchi တို့ကတွေ့ဆုံခဲ့ကြမှာဖြစ်ပါတယ်။အရာရှိတွေကဆွေးနွေးပွဲကိုဆက်လုပ်မယ်လို့ပြောပေမဲ့တချို့သတင်းရင်းမြစ်တွေကတော့နောက်ရက်အနေငယ်အတွင်းဖြစ်လာမယ့်အခြေအနေပေါ်မူတည်ပြီးတော့ဖျက်သိမ်းနိုင်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ကအမေရိကန်ကအီရန်ကိုကြားဖြတ်သဘောတူညီချက်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ဒါဟာရေရှည်သဘောတူညီချက်စီကိုဦးတည်နိုင်မယ်လို့မျှော်လင့်ခဲ့တာပါ။ဒါပေမဲ့အီရန်ကဒီသဘောတူညီချက်ကိုပြင်းပြင်းထန်ထန်ပယ်ချခဲ့ပြီးတော့နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်အလီခမ်မနီငိုင်းကဒါဟာကျွန်တော်တို့ရဲ့အခြေခံမူကို100%ဆန့်ကျင်တယ်လို့ပြောခဲ့ပါတယ်။သူတို့ရဲ့ယူရေနီယံကျွေးဝမှုနဲ့နျူကလ িয়ার အစီအစဉ်ကိုဆက်လုပ်မယ်လို့လည်းကတိပြုခဲ့ပါတယ်။ International Atomic Energy Agency ရဲ့အစီရင်ခံစာအရအီရန်ဟာယူရေနီယံပေါင်900နီးပါးကို60%ထိတန့်စင်နေအောင်ထုတ်လုပ်ထားတယ်လို့ခန့်မှန်းထားပါတယ်။ဒါကနျူကလ িয়ার လက်နက်ဖန်တီးဖို့လိုအပ်မဲ့အဆင့်နဲ့အရန်ကိုနှီးစပ်ပါတယ်။ဒီတော့ American, Israel နဲ့ Iran တို့ကလမ်းပိတ်နေပုံရပါတယ်။ American စူးစမ်းနေပေမဲ့ Iran ကနျူကလ িয়ার အစီအစဉ်တွေကိုဆက်လုပ်နေပြီးကိုယ်ပိုင်နျူကလ িয়ার လက်နက်ရဖို့အန်ဒီရရှိလောက်အောင်နှီးစပ်နေပါပြီ။ American နဲ့ Israel ကတော့ဒါကိုခွင့်ပြုမှာမဟုတ်ပါဘူး။ Israel ကလည်းစကားပြောရုံနဲ့ငြိမ်းချမ်းတဲ့သဘောတူညီမှုရတော့မယ်လို့မယုံကြည်တော့ပုံရပါတယ်။အခုတော့ကြီးမားတဲ့စီးရီးလှုပ်ရှားမှုကတခုတည်းသောရွေးချယ်စရာဖြစ်ပုံရပါတယ်။အနည်းဆုံးတော့ Israel အတွက်ပေါ့တိုက်ခိုက်မှုကြီးကဘယ်လောက်ထိထိခိုက်ပျက်စီးအောင်ရည်ရွယ်ထားသလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။ American နိုင်ငံသားတွေထွက်ပြေးနေကြတဲ့အချိန်မှာကမ္ဘာကြီးကတော့ Israel ရဲ့တိုက်ခိုက်မှုကိုစောင့်ကြည့်နေရုံပဲရှိပါတော့တယ်။ Israel နဲ့ Iran ကြားကတင်းမာမှုတွေကအဆိုးဆုံးအခြေအနေကိုရောက်နေပြီးတော့အခြေအနေတွေကတကယ်ကိုစိုးရိမ်စရာအခြေအနေပါ။ Israel ကဒီတိုက်ခိုက်မှုကိုဆက်လုပ်သွားမယ်ဆိုရင်တော့အရှေ့အလယ်ပိုင်းနဲ့ကမ္ဘာအနှံ့အပြားမှာကြီးမားတဲ့သက်ရောက်မှုတွေရှိလာနိုင်တာသိကြပါတယ်။စစ်ရေးစရာနဲ့ပတ်သက်ပြီးတော့ Iran ကြောထောက်နောက်ခံပြုထားတဲ့ drone စခန်းကို Israel တို့ဘယ်လိုတိုက်ခိုက်မလဲဆိုပြီးတော့ဖြစ်စဉ်အသေးစိတ်ကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel မှာတင်ထားပေးတာကိုကြည့်ရှုနိုင်ပါတယ်ရှင်။ Iran ကြောထောက်နောက်ခံပြုထားတဲ့ drone စခန်းကို Israel တို့ဘယ်လိုတိုက်ခိုက်လဲဆိုတာကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တင်ပေးထားပါတယ်။ကျွန်တော် channel မှာတကယ်ကို like and follow လေးလုပ်ပြီးတော့နောက်ထပ်စီးရီးသတင်းကြောင်းရာတွေကိုလည်းကြည့်ရှုနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။